ကမ္ဘာဖလားဖိုင်နယ်သို့ထိုက်တန်တက်ရောက်သွားနိုင်ခဲ့တဲ့စပိန်အသင်းအားလုံးပဲမင်္ဂလာပါ Match Flow မှာကြိုဆိုပါရစေဗျဒီနေ့မနက်မှာရှင်ပြိုင်ကစားခဲ့တဲ့ Semi Final ပွဲစဉ်ပြင်သစ်အသင်းနဲ့စပိန်အသင်းတို့ရဲ့ပွဲစဉ်မှာစပိန်အသင်းကပြင်သစ်အသင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိပြီးတော့ကမ္ဘာဖလား Final ပွဲစဉ်သို့တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဗျတစ်ဖက်က Semi Final ပွဲစဉ်ဖြစ်တဲ့အာဂျင်တီးနားနဲ့အင်္ဂလန်အသင်းတို့ရဲ့နိုင်တဲ့အသင်းနဲ့ Final မှာကျွန်တော်တို့တွေ့ဆုံမှာဖြစ်ပါတယ်ကျွန်တော်တို့လက်ရှိပြင်သစ်အသင်းကတော့တတိယနေရာလူဖို့အတွက်စောင့်နေရမှာဖြစ်ပါတယ်ဒီပွဲစဉ်ကြောင့်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်စပိန်တို့တော်တော်လေးချီးကျူးပါမယ်။ဘာဖြစ်လို့ဘာကွာသွားလဲလို့ပြောရင်တော့ကွင်းလယ်ပိုင်းအဓိကကွာသွားတယ်။စပိန်အသင်းရဲ့ကွင်းလယ်ကတော်တော်လေးကိုကျွန်တော်ဒန်နီအော်မိုနော်ကျွန်တော်နောက်တစ်ခုကရိုဒီဒီဘက်မှာဖာဘီယိုရူစ်တော်တော်လေးကိုကျွန်တော်တို့ perfect ဖြစ်ပြီးတော့အခြေဆက်တော်တော်လေးမိတယ်။ကစားကွင်းနဲ့ကစားတဲ့ဒီမှာကျွန်တော်တို့ပြင်သစ်အသင်းရဲ့ကျွန်တော်တို့ဘောတော့နေရာလွတ်တော်မများကိုကျွန်တော်တို့စပိန်ကရှာတွေးသွားခဲ့တယ်။ဒီပွဲစဉ်ကိုကျွန်တော်ကြည့်ရတဲ့လူတွေတည်ရဲ့နေရာလွတ်တော်မများစပိန်အသင်းရတယ်နော်။ရခဲ့တာကိုတွေ့ရပြီးတော့နောက်တစ်ခုကဒီပွဲစဉ်မှာအမ်ဘာပေကလွယ်လို့ကျန်တဲ့ကစားသမားတွေအကုန်လုံးက minus ပြနေတယ်နော်အရင်ကကောင်းပါလေဆိုတော့ကျွန်တော်ပြင်သေးရတိုက်စစ်နောက်ဆုံး OLC ဗျာကျွန်တော်တို့assistant လက်ရှိ king တော့လက်ရှိပြောကြတာဗျာဒါပေမဲ့ဒီပွဲမှာဘာမှလုံးနိုင်ဆိုရင်မရှိခဲ့ဘူးနော်ပြီးတော့တမ်ဘီလီလုံးဝခြေစွမ်းမပြနိုင်ဘူးပြီးတော့နောက်တစ်ခါဒူယီဝင်လာတယ်ဒူယီလည်းဘာမှလုပ်လို့မရဘူးအဓိကအကောင်းဆုံးကတော့လက်ရှိအမ်ဘာပေတယောက်လည်းယုံနေတာကိုတွေ့ရတယ်ကွင်းလယ်ပိုင်းရှင်တဲ့အခါမှာစပိန်ကိုလုံးဝရှင်နိုင်စွမ်းမရှိဘူးဒါတော့ကျွန်တော်ပတ်ထရီမပါဘူးစပိန်ကွင်းထဲမှာပတ်ထရီကလူစားဝင်ပဲပါသွားတာပြီးတော့ OS ပဲကျွန်တော်တို့ဒါပနဒီရသွားတယ်လိုဝီတင်နီရဲ့ကျွန်တော်တို့ဖြတ်ထုတ်မှုကနေပြီးတော့ပနဒီရတယ်တကူပေးလိုက်ရတယ်နောက်တစ်ခုကကျွန်တော်တို့ပတ်ထရိုပိုရိုကနေပြီးတော့တွင်းယူသွားခဲ့တာဖြစ်တယ်ဒီနှစ်ကိုနဲ့ကျွန်တော်တို့လက်ရှိပြင်းတင်တင်းဂိုးမရတော့တော်တော်လေးအံ့ဩတယ်ဗျာနောက်ဂိုးမရတဲ့အကြောင်းအရာလဲကျွန်တော်ဆိုင်မွန်ကတော်တော်ကောင်းတယ်ပြင်းတင်ကျွန်တော်ဒီအမ်ပါပေထွက်လာတဲ့အလုံးတွေဆိုလို့ရှိရင်အေရီယာအပြင်ထိကိုထွက်ပြီးတော့ဖြတ်ထုတ်တာကိုတွေ့ရတယ်ဆိုင်မွန်ကအဲကြောင့်လဲကျွန်တော်တို့ဒါပြင်တင်တင်းဂိုးမရခဲ့တာဒီဘက်ကအနည်းဆုံးကျွန်တော်တို့က3ဂိုးလောက်ထိသွားမယ်ပွဲတစ်ပွဲလို့မြင်ခဲ့တာဘာဖြစ်လို့လဲဆိုတော့ပြင်တင်တင်းအနိုင်လို့လဲကျွန်တော်တို့ထင်ခဲ့တယ်ဘာဖြစ်လို့ထင်ခဲ့လဲဆိုတော့ပြင်တင်ရဲ့လက်ရှိတိုက်စစ်ကတော်တော်လေးကိုကောင်းတာတကယ်ကိုအထင်ကြီးခဲ့တဲ့ပြင်တင်ဗျာဒါပေမဲ့ဒီပွဲမှာပြောင်းပြန်ဖြစ်ပြီးတော့ကျွန်တော်စပိန်ကပို့ပြီးတော့ကျွန်တော်တို့ဒီပွဲမှာတော်တော်လေးကိုထိန်းချုပ်ပြီးကစားပြသွားတယ်ဒါတော့မှတော့ကျွန်တော်စပိန်ကထပ်ပြီးတော့ဂိုးတွေရသေးတယ်နော်နေရာလွတ်အများကြီးပြင်တင်မှာတော်တော်လေးလိုအပ်ချက်ရှိသွားတာအဲနောက်တန်းမှာနောက်တစ်ခုကဆာလီဗာနာဝါလည်းပါတယ်ဆာလီဗာနာဝါတကြောင်စောစီလူစားလဲလိုက်ရတယ်နော်အဲ့ဒီကြောင့်လည်းပါတယ်ပြီးတော့ဒမ်ဘီလီတို့ဘာလို့ကပုံမှန်ခြေစွမ်းအောက်ရောက်နေလုံးဝမပြေတော့ဘူးဗျာနော်ဒါချာကီကိုကျွန်တော်တို့ဒါလူစားဝင်တဲ့ချိန်နဲ့နည်းနည်းလေးနောက်ကျတယ်ချာကီကိုစောလေးကျွန်တော်တို့ဒါလဲတင်တယ်ပေါ့နော်ချာကီကနည်းနည်းလေးချာကီဝင်လာပြီးနောက်ပိုင်းချာကီနဲ့ကျွန်တော်တို့ဟာနယ်ဝင်လာပြီးနောက်ပိုင်းမှာတော်တော်လေးကျွန်တော်တို့ဒါပြင်သစ်တိုက်စစ်ဆင်ပြီးကစားနိုင်တာကိုတွေ့ရတယ်ဒါတော့လက်ရှိတော့ပြင်သစ်တင်းကတော့လက်ရှိကျွန်တော်တို့တတိယလူမဲ့နေရာမှာစောင့်နေရပြီကျွန်တော်စပိန်တင်းကတော့ final မှာအေးစေးထိုင်ဆောင်ကျွန်တော်တို့ဒီအာဂျင်တီးနားနဲ့ကျွန်တော်တို့အင်္ဂလန်အသင်းရဲ့နိုင်တဲ့အသင်းနဲ့အေးစေးတွေ့ပြီဗျာ final ကတော့ဒါကမ္ဘာဖလားကျွန်တော်တို့ဒါစပိန်တင်းကလည်းချန်ပီယံအသင်းပဲလေဗျာနော်ချန်ပီယံအသင်းပဲဆိုတော့ဟိုဘက်ကအာဂျင်တီးနားတက်မလားအင်္ဂလန်တက်မလားစောင့်ကြည့်ရမယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့နိုင်ပွဲကစပိန်အသင်းတို့တကယ်ကိုထိုက်တန်တဲ့ပွဲနော်ကျွန်တော်ဒီပွဲမှာစပိန်အသင်းရဲ့ကစားကွက်ကိုကျွန်တော်တို့ဒါတော့ဒီနော်ကွန်နက်စ်တွေကောနော်အသင်းတင်းဝေါ်ကိုတော်တော်လေးကိုကောင်းအောင်မြင်ခဲ့ရတယ်နော်မြင်ခဲ့ရဆိုကောင်းပါလေဆိုတော့ပြင်တင်မြန်ပါလေဆိုတော့ပြင်တင်ကိုအကောင်းဆုံးကျွန်တော်တို့ထိန်းချုပ်ပြီးကစားပြသွားတာတကယ်မိုက်ပါတယ်ဘာပြောဒီပွဲကတော့စပိန်အသင်းနဲ့ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်သွားခဲ့ပြီးမထင်မှတ်ပါတွေကကမ္ဘာဖလားမှာအမြဲတမ်းဖြစ်နေကြဖြစ်တယ်ဒီပွဲမှာလည်းကျွန်တော်မထင်မှတ်ထားတဲ့အတိုင်းဖြစ်တတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ congratulation မှာစပိန်တင်းကိုကျွန်တော်တို့လက်ကုပ်တီအားပေးလို့ရပါပြီဗျစပိန်နဲ့ပြင်သစ်ပွဲစဉ်ကိုဘရာသာတို့အမြင်ကိုဘယ်လိုရှိလဲကွန်မန့်မှန်းခဲ့နိုင်ပါတယ်ဗျဗီဒီယိုလေးဆုံးအောင်ကြည့်ပေးကြတဲ့ညီကိုတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ